ကိုကတော့တငယ်ချင်းနေလာလို့ပေါ့နော်အိမ်မှာကြရဘုံချောင်းလေးလှုပ်ကြရဖြစ်ပါတယ်ဟုတ်နေရတယ်အခုပွားပေါ့နော်ဘာမှမလုပ်ခင်မှာဈေးရောက်ဝယ်လာတဲ့ဝက်ဦးတွေကိုအရင်တိုင်ထားရပေါ့နော်ဝက်ဦးမစေးခင်ဒီဝက်ဦးမှာကပါလာတဲ့ဒီအစီပြင်လေးပေါ့နော်အဲ့ဒီဟာလေးကိုဝက်ဦးချောင်းလုပ်တဲ့ထဲမှာမထည့်ပဲလေကြည့်ပဲကျွတ်ကြော်စားပါပေါ့နော်ကျွတ်ကြော်ပြီးတော့အချင်းလေးနဲ့တူးဆိုင်သွားအရင်ကောင်းတယ်မာလာမုံလေးဖြူပြီးတော့ကြော်စားရင်အရင်ကောင်းဒီအခောက်ကြတော့သူကအမွှေးတွေပါလဲပါတော့လေအမွှေးတွေပါချစ်ရတာနဲ့ပါနေဆိုတော့ပြီးတော့စားရင်လည်းသူကနည်းနည်းမာတာပေါ့အခောက်ပါတော့အဲ့ဒါကြောင့်အခောက်တော့မထည့်တော့ဘူးဦးထဲမှာရှိတဲ့အညစ်အကြေးတွေပေါ့နော်အဲ့ဒါတွေကိုကိုကရေနဲ့ဆေးပြီးသွားပြီဆိုတော့အခုဆိုတာလေးထည့်ပြီးမှဆိုတာနဲ့နယ်ဆေးလိုက်မယ်ပေါ့နော်ကောင်းကောင်းလေးတက်သွားမှာပေါ့နော်3-4ခါလောက်ဆေးမယ်နောက်တစ်ခါလောက်ရေထပ်ဆေးလိုက်မယ်ဒါကတရားဝတ်ထောင်းထဲမှာထဲမဲ့ဝက်သားတွေပေါ့နော်ခုနကတော့အခောက်တွေခွာထားတဲ့ဝက်သားတွေကိုရေဆေးမယ်ပေါ့နော်ရေစင်အောင်ဆေးလိုက်မယ်ရေစင်အောင်ဆေးပြီးရင်တော့ကိုကဒါတွေကိုကြိတ်တာပေါ့နော်ဝက်သားတွေကိုအစီရောအသားရောအကုန်လုံးရွေးကြိတ်လိုက်မယ်ဒီမှာလေအစီနဲ့အသားကဇာတူခင်ပိုကောင်းတယ်ပေါ့နော်အစီများနေတာမဟုတ်ဘူးအသားများနေတာလည်းမဟုတ်ဘဲနဲ့လေအစီနဲ့အသားဇာတူခင်ပိုကောင်းတယ်ဟုတ်ဝက်သားကြိတ်ဖို့တော့ပေါ့နော်ဝက်သားကိုအနည်းတော့တုံးလေးကြီးအရင်တုံးထားလိုက်မယ်ပြီးတော့ဘိုးဝက်သားကြိတ်မယ်ပေါ့နော်အခုပိုးကဝက်ဦးတွေလည်းဆေးပြီးသွားပြီပေါ့နော်ပြီးတော့ဝက်သားတွေလည်းစိတ်ပြီးသွားပြီစက်သွန်ဖြူဂျင်းတွေလည်းစိတ်ပြီးသွားပြီဆိုတော့ကြဝက်ဦးချောင်းစလုပ်ဖို့ပြင်တော့မယ်ပေါ့နော်အဲ့လိုဆိုတော့ဝက်သားစိတ်ထားတဲ့ထဲဝက်သားစိတ်တဲ့နေရာမှာဘိုးကလေအရင်ညက်သွားအောင်မစိတ်ဘူးပေါ့နော်အရင်ညက်သွားအောင်စိတ်ရင်စားလို့မကောင်းဘူးမမာကြီးဖြစ်တယ်ဆိုတော့ဒီလိုမျိုးတုံးနေလည်းမကြမ်းအောင်မျိုးဒီလိုငညက်ညက်လေးစိတ်ပေါ့နော်ပြီးရင်အဲ့ဒီထဲမှာစက်သွန်ဖြူထောင်းထားတာထည့်လိုက်မယ်ပြီးရင်တော့ဂျင်းထောင်းထားတာထည့်လိုက်မယ်စိတ်ထားတာစိတ်လို့လည်းရတယ်ပေါ့နော်ဂျင်းချက်လို့ဖြူအရင်မြရင်စိတ်လိုက်တယ်စိတ်ထားတာထည့်မယ်ပြီးလို့ရှိရင်တော့ဒါကမခါပေါ့နော်မခါမုံထည့်မယ်ပြီးရင်ငရုတ်တိမုံလေးနဲ့ထည့်မယ်ဆန်နွေးမုံလေးနဲ့ထည့်မယ်စားပြီးလို့ရှိရင်တော့ဒါကိုတမအောင်နေထားမယ်ပေါ့နော်မခါမုံတို့မြုပ်ပြီးမုံတို့ကတော့လေကိုလှုပ်တဲ့ဝက်သားပေါ်မှာမူပြီးမှအတိုးလျှော်လေးကြည့်ပြီးတော့ထည့်ပေါ့နော်ငရုတ်ဒီရမ်းများသွားရင်လည်းဆက်ပြီနော်ထည့်ထားတဲ့မခါမုံနေမြုပ်ပြီးမုံတွေကိုတော့ပေါ့နော်တေချာလေးနှက်ဆက်အောင်နေပြီးပေါ့နော်ဒါကတော့မခါမုံရဲ့ငရုတ်ဒီမုံရဲ့ခုနပြောတဲ့ဂျင်းစက်သွန်ဖြူတွေထည့်ပြီးတော့နေထားတာပေါ့နော်ရပါပြီအဲ့ဒါဆိုရင်တော့အခုပိုးကဝက်ဦးရဲကိုအစားတုပ်ပါတော့မယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီဝက်ဦးကိုပိတ်ဖို့လေနှီးလေးနဲ့ပိတ်တာပေါ့နော်ဒါပေမဲ့ရန်ကုန်မှာနှီးရရှာရခတ်တော့ဘွားတော့ဒီမှာအလွယ်တကူပဲတော်ကြထိုးတာလေးနဲ့ပဲပိတ်လိုက်တော့ပေါ့နော်တော်ကြထိုးတဲ့နှစ်ချောင်းနဲ့ဘက်ဒီဖက်အဲ့လိုလေးပိတ်လိုက်မယ်ဒါဆိုရင်တော့ရပြီဒါဆိုရင်တော့ဒီစတဲ့ဖက်မှာဘလို့ကစားတော့မယ်အခုကဒါလေးပေါက်လေးဖောက်ပြရပါတော့ဒီခိုသွားတဲ့နေရာလေးဒီမှာလေးပေါက်လေးဖောက်မယ်ပြီးရင်တော့သူအခွေလိုက်လေးပြတ်သွားအောင်လို့တော့ကြထိုးတာလေးနဲ့ထိန်းပြလိုက်မယ်ပေါ့နော်ဒီလေးဆိုရင်တော့ဘိုးတို့กินတဲ့အခါမှာဒီအခွေလိုက်လေးกินလို့ရပြီပေါ့နော်ဒီဘက်ဟာလေးကိုလည်းဒီခိုနေတဲ့ဟာလေးလေးခတ်သွားလို့ပေါက်လေးဖောက်မယ်ပြီးရင်တော့သူလည်းတော့ကြထိုးတာလေးနဲ့လိုက်ထိန်းပြလိုက်မယ်ဒါဆိုလို့ရှိရင်တော့ဖျားပုတ်ချောင်းလေးစကင်လို့ရပြီပေါ့နော်
သူများတွေကတော့တချို့ပေါ့နော်တချို့ကြတော့ဒီကြားဝုတ်ချောင်းကိုပြုတ်ပြီးမှလည်းကြော်တယ်ပေါ့နော်ဟိုကတော့กินလိုက်မယ်ပေါ့နော်အသားတွေကကြတော့กินရင်ပူစားကောင်းလို့လေဟိုကတော့กินလိုက်กินလို့ရှိရင်ကြတော့အခုกินထားတဲ့ဟာမကုန်ဘူးဆိုလို့ရှိရင်လည်းထားခံတယ်ပေါ့နော်ကြာရှည်ထားခံတယ်ဆိုတော့ဟိုကတော့ဒါလေးကိုกินလိုက်မယ်ဟိုကတော့ဒီတစ်ခုကို air fryer ထဲမှာထည့်ပြီးတော့กินလိုက်မယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကျတော့ရိုးမိဖို့မှာပဲกินလိုက်မယ်မြန်ပြီးအောင်လို့ပေါ့နော် air fryer ထဲမှာကိုက180ပေါ့နော်180 degree ကို7မိနစ်လောက်ထားပြီးရင်တော့ဟိုဘက်ဒီဘက်နဲ့လှန်ပေးလိုက်မယ်လေဒီဟာကိုလည်းကိုကအပူချိန်မြင့်ဆုံးမှထားပြီးတော့กินလိုက်မယ်ပေါ့နော်ဝက်ခောက်လေးတွေကိုတော့ဂျင်းကြက်သွန်ဖြူကုကင်းဝိုင်နဲ့ငံပြားရည်နည်းနည်းထည့်ပြီးတော့ပြုတ်ထားလိုက်မယ်ဝက်ခောက်ပြုတ်တဲ့နေရာမှာလေအရန်ကြီးပြော့သွားမပြုတ်ဘူးပေါ့နော်အဲ့ဒါမှထုတ်နဲ့အရန်ဝါလို့ကောင်းတာပေါ့နော်ခဏလေးဖယ်ထားတဲ့ဝက်စီဘက်ကိုရှောက်ကောပတ်ကောနည်းနည်းရတရုတ်မဆလာနည်းနည်းပြီးရင်တော့အရသာမုံစနွေးနည်းနည်းထည့်ပြီးမှစီပူပူမှကြော်လိုက်မယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်သူကစီတွေထွက်သွားပြီးတော့ပေါ့အခုလိုကျွတ်ကလေးနဲ့အရန်စားလို့ကောင်းတယ်ဒီဝက်ခောက်ကလေးတွေကလေခုနတော့ငါဘောကဒီဝက်သားကဲဘုတ်ချောင်းလုပ်တဲ့ချိန်မှာခြံခဲ့တဲ့ခွာခဲ့တဲ့ဝက်ခောက်ကလေးပေါ့နော်အဲ့ဒါလေးတို့ပြုတ်ထားတာအခုအဲ့ဒီဝက်ခောက်လေးကိုခရမ်းချင်သည်ရှောက်ရွက်ရယ်နနံပင်ရယ်ရွက်သေးစိမ့်လေးရယ်ပြီးတော့တံမြာသီးလေးညှစ်ပြီးတော့တုပ်လိုက်မယ်ပေါ့နော်ညတောင်ဝင်လေးနည်းနည်းထည့်မယ်စားထည့်လိုက်မယ်ပြီးတော့မုန်လိုက်တော့မယ်ဒီရှယ်ချင်ဒီကျန်လာလေးဝင်ပေးမယ်ဟုတ်တို့ဒီ air fryer နဲ့กินထားတဲ့ကြရဝက်ဥချောင်းလေးရပြီပေါ့နော်အဲဆိုတော့ကိုကအဲ့ဒါလေးကိုအတုံးလေးတွေပြီးလိုက်မယ်ကြရဝက်ဥချောင်းနဲ့ကတော့လေတနာရီလောက်ပေါ့နော်ဟိုဘက်ဒီဘက်လန်ပြီးกินပေးရင်တော့အကောင်းဆုံးပေါ့နော်သူကအရောင်လေးလည်းလှပြီးတော့အထက်ကထည့်ထားတဲ့ဂျင်းစက်တုံဖြူလေးတွေကလည်းကျက်သွားပြီးတော့မှုင်းနေတာပေါ့နော်ဆိုတော့သူက air fryer နဲ့กินမယ်ဆိုရင်တော့တနာရီလောက်กินပေးရင်ကောင်းတယ်ဒီနေ့ပိုးကတော့တငယ်ချင်းနေလာလို့ပေါ့နော်အိမ်မှာကြရဘုတ်ချောင်းလေးလုပ်ကြရဖြစ်ပါတယ်ဆက်ကြည့် အေးဆက်ချင်နင်ဘယ်လိုလုပ်လိုက်တာလဲလားငါဒီဒါလောက်တာငါမသိဘူး ကြီးဟာကိုပိုးဘောဦးထဲမှာဒီဝက်သားပေါ့နော်ဝက်သားကိုတိတ်ပြီးတော့ထည့်တယ်ဒါပေမဲ့ပိုးကအခောက်မထည့်ဘူးအစီနဲ့အသားကိုပဲထည့်တယ်အဲ့ဒီမှာအရသာကစက်သွန်ဖြူဂျင်းကိုထောင်းပြီးထည့်တယ်ပေါ့နော်ကြိတ်လို့လည်းရတယ်ပြီးရင်မခါမုံထည့်တယ်မြုပ်တီမုံနည်းနည်းထည့်ပြီးတော့စားနဲ့စနွေးနဲ့ပါတယ်အချို့မုံတွေပါတယ်တော့မပါဘူးအဲ့ဒါကိုမခါမုံနဲ့တူစားကြည့်ရတာရှင်နေအမခမောကဘယ်နာဝင်လားမခါမုံကစမ်းချောင်းမှာဆိုလို့ရှိရင်တန်တဒါလန်းကကရန်အစားစားဆိုင်တစ်ဆိုင်ရှိရအဲ့မှာဝယ်လို့ရတယ်这都刚来，就这啥子？ဒါဝက်ခောက်တော့ကခုနကပြောရပြားဝက်ချောင်းထဲမှာအစင်းနဲ့အသားပဲထည့်ပြီးတော့အခောက်ကိုပြုတ်ပြီးတော့ပြန်တုပ်ထားချင်းချင်းဆက်ဆက်လေးတံမြာတီးလေးနဲ့这都刚嘛？咱能做了，刚了。ဒီဟာကိုက air fryer ထဲမှာတနားလောက်กินလိုက်တာသူကအပြစ်မှာกินတာတဲ့ air fryer မှာกินတော့ပိုပြီးမှအသက်ညီရလို့ထင်တယ်ပြီးတော့ပိုပြီးတော့စားလို့ကောင်းတယ်နော်ရင်းနဲ့တောက်တယ်ပြောပြမယ်ဒီဟာတရားခေါင်ရည်ဒါတကယ်ချင်းနဲ့တောက်ဖို့အတွက်ပိုးတရားခေါင်ရည်တရားဆိုင်ကပဲဝယ်လာတာပေါ့နော်တောက်ကြဟုတ်နေရတယ်သူရတာကတချို့လေးတောက်လို့ကောင်းတယ်ဒါပေမဲ့နယ်လေးပြင်းမဲ့ပုံမှန်ရှိတယ်နော်ပြင်းရှက်ရှက်လေးဟုတ်တယ်ဒါတူတူနဲ့
right ဖက်နေ ဒါတူတူနဲ့တော့တိတယ်ချိုလေးနဲ့တရားခါချိုလေးနဲ့ပြင်းချက်ရှာလေးတောက်လို့ရန်ကောင်းတရားဝုတ်ချောင်းနဲ့ဆိုရင်တော့ရှယ်ပဲ ဒါလေးမရှိအောင် ဒါစားကြည့်အဲ့ဖရမရှိတဲ့နေရာမှာဆိုရင်တော့မီးသွေးနဲ့กินပူတောင်းစားလို့ကောင်းတယ်ရန်ကုန်မှာမီးသွေးမီးဖို့တွေပါတယ်လောက်ရတာအရင်ခက်တယ်လေနော်အဲ့လိုဆိုတော့ကျွန်မအဲ့ဖရနဲ့กินထားမီးသွေးနဲ့กินပူစားကောင်း